ခဲဒီနဲ့တငယ်ချင်းနဲ့မတွေ့တာကြာပြီငယ်ချင်းဘာလိုမျိုးလဲအော်ကျွန်တော်ကချင်းလူမျိုးပါချင်းကတော့အများကြီးပဲဒါပေမဲ့ဘယ်မြို့ကနေလဲဘယ်ရွာကနေလဲအော်ငါတို့က300လူမျိုး300လူမျိုးပဲအော်300ငါတို့က300တကယ်ရှင်းကြအောင်ကျွန်တော်ကတော့ချင်းရောမကြားဘူးပါဘူးလူမျိုးပဲကြာဇိုလူမျိုးပဲကြားဖူးတယ်ဇိုကနေချင်းရောဖြစ်သွားရှင်နဲ့ပေါင်းတဲ့ခါကျချင်းရောဖြစ်သွားတယ်အော်ချင်းရောချင်းရောချင်းရောဖြစ်သွားအော်ဒါဆိုငါတို့ကလူမျိုးမတူဘူးနော်လူမျိုးမတူဘူးလူမျိုးမခွဲခြားဘူးနော်နော်တွန်းရလူမျိုးနဲ့ချင်းရောကိုဒီနေ့တိတ်ဆောင်သွားတာလေဝမ်းတာတယ်ကြီးတယ်ချင်းရောနဲ့တွန်းရလူမျိုးတွေတိတ်သွားတာရကြီးတယ်တကယ်ရှင်းနော်ငါတို့က300လူမျိုးအကျဉ်းတော့ဇုံမီတွေရှိတယ်မဟုတ်လားတက်တင်လူမျိုးတွေရှိတယ်တက်တင်လူမျိုးရှိတယ်တက်တင်လူမျိုးတွေကတို့တော့တက်တင်လူမျိုးမခေါ်တော့တို့ကဇုံမီရသွားပြီဇုံမီရသွားပြီတီတင်လူမျိုးကနေဇုံမီရသွားပြီငါတို့ကဇုံမီမကြိုက်ဘူးတမိုက်ထဲမှာငါကြားဖူးတယ်ရှိတယ်တက်တင်လူမျိုးတွေရှိတဲ့ချိန်မှာဇုံမီလူမျိုးတွေရှိတယ်အဲ့ဒါတွေကဘယ်လိုပြန်ဟိုနာမည်ပျောက်သွားတယ်ဘယ်နာရောက်သွားလဲငါတို့ကရှင်နယ်လက်ထဲရောက်သွားတော့ငါတို့ကလုံးဝဇုံမင်းနာမျိုးမကြိုက်တော့300ပဲကြိုက်တယ်300ပဲလား300ပဲ300လူမျိုးပဲဩကျွန်တော်တို့တမိုင်းမှာလည်းလို့ရှိတယ်အရင်တော့ကျွန်တော်တို့ဇုံမီလို့ခေါ်တယ်ဟုတ်လားဟုတ်ရှင်နယ်လက်ထဲမှာပြန်ရောက်တဲ့ခါကျချင်းရောဖြစ်သွားတာချင်းရောပဲချဖို့တယ်မင်းဗျာချင်းရောဖြစ်သွားတာဟုတ်အရင်တော့ဇုံမီလို့ခေါ်တယ်လေကျွန်တော်တို့တမိုင်းပေါ့အခုကရှင်နဲ့ပေါင်းသွားတဲ့ခါချင်းရောဖြစ်သွားတာကျွန်တော်တို့ကတောင်ပေါ်ပဲဆိုတော့ငါစကားလည်းတိတ်မကြွမ်းဘူးအားနာလိုက်တာချင်းရောဖြစ်သွားတာချင်းရောမှာရောက်သွားတာကျွန်တော်ကတော့300ပဲဒါဆိုတို့လည်းမတူးတော့ချင်းမတူးမတူဘူးနည်းငါမတူဘူးလူမျိုးတော့မတူဒါပေမဲ့မဟာမိတ်ဖြစ်တာအရာကျူးတင်တယ်ချင်းရောနဲ့300လူမျိုးတွေ့တာအရန်ကျူးတယ်ထူးဆန်းတယ်မဟာမိတ်ဖြစ်စီရမယ်တယောက်နဲ့တက်ကူနေရမယ်နော်ကူနေမယ်300လူမျိုးချင်းရောရတွေ့သွားတာကြည့်ဦးပဲအာကောင်းလိုက်တာ